ကယ်တော့ဝေးရင်တရက်တော့ငိုပါဆိုတဲ့တချင်းစာသားလေးကိုတော်တော်များများကြားဖို့ကြားမှာပါသူကငိုတော့ငိုခိုင်းတယ်ဒါပေမဲ့တရက်ပဲငိုပါတဲ့ဟုတ်တယ်လောကကြီးမှာဘလို့ဝမ်းနေစရာခွဲခွာခြင်းမျိုးကြုံငါတို့ကအကြာကြီးပူဆွေးနေလို့တော့မရဘူးဝမ်းနေဝမ်းတာကဘာကြီးကလဲနေမှာပဲအသက်တွေ့ဆုံခြင်းတွေနဲ့ခွဲခွာခြင်းတွေကလည်းအမြဲဖြစ်နေအောင်ပါဒီလိုလေပတ်နေတဲ့ကဘာကြီးမှာကိုကရက်တက်နေရင်တော့ကိုပဲကြံခဲ့မှာခွဲခွာခြင်းတွေအတွက်ငိုကြွေးပြီးရင်ထပ်မံဆုံတွေ့ခြင်းတွေပျော်ရွှင်ခြင်းဝမ်းနေခြင်းတွေကိုလည်းငါတို့ကရင်ခုန်စွာနဲ့စောင့်ကြိုတတ်ဖို့လိုတယ်မီရှဲအိုဘားမားရဲ့ဖြစ်တည်ခြင်းစာအုပ်မှာသူမတို့ကြံရစ်သူမိသားစုဟာသူမရဲ့အဖေကိုဆုံးရှုံးပြီးတဲ့နောက်ထမင်းစပွဲဝိုင်းကလွတ်သွားတဲ့ထိုင်ကုန်ကိုရိုက်ချိုးလိုက်ကြတယ်တဲ့သူမအဖေဖြစ်စေချင်တာလေဒါပဲဖြစ်ပါလိမ့်မယ်တဲ့ကျမတို့နဲ့ဝေးကွာသွားတဲ့ချင်းရသူတွေကလည်းသူတို့ကိုပူဆွေးတန်းတာနေမိကျမတို့ထက်နေ့ရက်တိုင်းကိုဆက်လက်ပြီးကောင်းမွန်စွာရှင်သန်နေတဲ့ကျမတို့ကိုမြင်ချင်တာပဲဖြစ်တန်ကောင်းပါရဲ့